ဗုဒ္ဓဘာသာဝင်အများစုဖြစ်ပေမဲ့တခြားဘာသာကိုကိုးကွယ်တာနှက်ကိုးကွယ်ကြတဲ့သူတွေလည်းအနည်းငယ်ရှိကြပါတယ်။အစုံလာစမ်းပိုင်းမှာနေကောင်းနေမြတ်ကိုရွေးချယ်ပြီးမိုးလေဝသစံရည်စပါဘေးရောဂါအန္တရာယ်ကင်းဝေးဖို့ရည်ရွယ်ပြီးရစ်နဲ့ပူဇော်လေးရှိကြပါတယ်။ การนาการชนการหลูกปอสันจิชันจองกระสลักเกาะกลางเกาะมากระอีตังเยตังเหมาะเต็มอีเต็มชัตวาอาลุงจุงเต็มบ่บังมันพวกเขาอะไรကျက်အရှင်၅ကောင်ကိုဆန်အုံငပြောကွမ်းဆေးလက်ဖက်တွေနဲ့နက်စင်ဆေးမှာရစ်ပူစော်ကြပါတယ်။အဲ့ဒီထဲကမှမိုးဥတွေကြက်တကောင်မိုးလေအတွက်ကြက်တကောင်မိုးနှောင်းတွေကြက်တကောင်ကိုလဲလီအတိတ်နမိတ်ကောက်ပြီးကြံနေတဲ့ကြက်တကောင်ကဆန်ရည်စပါပဲများဖို့အတွက်နဲ့ယောဂကင်းစင်ရေးနဲ့ကြေးဝအေးချမ်းရေးအတွက်ကြက်ကိုလဲလီပြီးတော့ရစ်ပူစော်ကြတာပါ။ထိုးတာလေဟိုကြက်ရိုးတာနှစ်ပေါင်လုံးယူပါနော်။ကြက်တကောင်နှစ်ပေါင်လုံးယူပါဟိုညာဖက်လေဖက်ပါသူများထားတာပဲကောင်းလားမကောင်းလားညာဖက်တဲ့ကျွန်တော်ပြီလေများလေဖက်တဲ့သူများပြီလေအဲ့လိုမျိုးသူများပြီလေကောင်းလားကျွန်တော်ပြီလေကောင်းလားအဲ့လိုမျိုးလေကြည့်မှရအမြင့်အနှိတ်အဲ့လိုမျိုးကြည့်ရမှာတချို့ကအရှင်းပဲတချို့တဲ့အတက်ပဲနော်အပေါက်တာဟာမတူဘူးလေနော်အဲကြက်ရိုးတာဟိုအသားတာဟာလေကြက်သားသုံးကောင်းတဲ့ဟာအဖွိုက်များနတ်ဘုံတဲ့ဟာကောင်လူအကုန်လုံးကျွဲမှာနတ်လက်တင်တာပဲဟိုအတဲကိုအကောင်းကိုအသားကိုအကုန်လုံးတင်တာပဲတမျိုးနည်းနည်းနော်အဲ့လိုမျိုးကြီးသွေးတွေများများပန်းထွက်ရင်ဆန်ရည်စပါးပေါ်များမယ်ယောဂဘေးကကင်းစင်းမယ်ကြေးရွာအေးချမ်းမယ်လို့အတိတ်နမိတ်ကောက်ပြီးသွေးကတစ်စက်ပဲကြရင်ဆန်ရည်စပါးရှားပါတော့မယ်ယောဂဘေးကပေါ်များတော့မယ်ကြေးရွာတက်မကောင်းဘူးလို့အတိတ်နမိတ်ကောက်ကြပါတယ်လဲလီတက်ထားတဲ့ကြက်တွေကိုချက်ပြုတ်ပြီးရစ်ပူဇော်ပွဲကိုလာကြတဲ့သူအားလုံးကိုကျွေးမွေးကြပါတယ်ဘုန်းကြီးဆောင်ပါလားဟိုကြာသွားလို့ပြင်သွားလားမနော်ဟုတ်လားလုတ်စမယ်ကွန်းနေနော်အားတာတယ်ကစပယ်လေးစမော